ကြားတကောင်ကသူ့ကိုယ်သူမြန်ဆန်တဲ့ဆိုတာတက်တည်ပြဖို့အတွက်ခွေးတွေနဲ့အပြည့်ပြိုင်မဲ့ဆိုရင်သူအနိုင်ရခဲ့ရင်တောင်မှသူ့ရဲ့တန်ဖိုးကိုသူကိုယ်တိုင်ဆွတ်ချလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်ဆိုလိုတာကတော့တင်းရဲ့တော်ပုံတပ်ပုံတွေကိုနေရာတိုင်းမှာလိုက်ပြီးတက်တည်ပြနေဖို့မလိုပါဘူးအဲ့ဒီလိုမျိုးလုပ်နေခြင်းအပြင်တင့်ကိုတင်တေးတင်အောင်လုပ်နေတယ်လို့ဖြစ်စေပါတယ်ဒီလောကကြီးစီကနေတင့်အပေါ်ယုံကြည်ပြီးဖို့အတွက်တောင်းပန်မနေပါနဲ့တင်းရဲ့အရေးချင်းကိုတင့်ကိုယ်တိုင်အတိအမှတ်မပြုဘဲတန်ဖိုးမချလိုက်ပါနဲ့တိတ်တဆိတ်ပဲကျွန်းစားအားထုတ်ပြီးတင့်ကိုတင်အားကောင်းအောင်တိစောက်ပါအချိန်တန်တဲ့အခါကျရင်တော့တင့်အောင်မြင်မှုကပဲစကားပြောသွားပါလိမ့်မယ်ဝန်တန်းအလုပ်လုပ်နေတဲ့သူတွေမှာမျောလင်းချက်နှစ်ခုပဲရှိတတ်ကြပါတယ်အဲ့ဒါကတော့လာစာထုတ်ရက်နဲ့တနင်္ဂနွေနေ့ပါပဲအကယ်၍တင့်ဘဝလည်းလာစာထုတ်ရက်နဲ့တနင်္ဂနွေနေ့ကြားထဲမှာပဲလဲပတ်နေပြီဆိုရင်တော့တင့်အိမ်မက်တွေကတနေရာမှာကြံရစ်ခဲ့ပြီဆိုတာနားလည်ထားလိုက်ပါတစ်ပတ်လုံးကိုတီးခန့်ပြီးဖြတ်တန်းနေရမယ်တနင်္ဂနွေနေ့ကိုတော့အနားယူဖို့အတွက်ပဲအချိန်ပေးနေရမယ်ဆိုရင်တင့်ဘဝကိုရှင်းတန်းနေတာမဟုတ်ပဲဖြတ်တန်းရုံတက်တက်ပဲဖြစ်နေပါလိမ့်မယ်အလုပ်လုပ်တာမကောင်းတာမဟုတ်ပါဘူးလူတယောက်ကိုတနေရာထဲမှာရက်တက်နေအောင်လှုပ်ထားတဲ့အသွေးခေါ်ကားတာမကောင်းတာဖြစ်ပါတယ်တင့်ဘဝကိုလာစာနဲ့တနင်္ဂနွေနေ့ကြားမှာပဲကန့်တက်မထားခြင်းဘူးဆိုရင်တော့အိမ်မက်တွေအတွက်ဒီနေ့ကစပြီးတစ်ခုခုကိုစတင်လှုပ်ဆောင်ပါတကယ်ကိုစူးစမ်းခြင်းရင် comment မှာ yes လို့ရေးခဲ့ပါ